လူရင်းရွှန်းဟာသူမရဲ့ကိုရံတော်အစီကံမနှစ်ယောက်နဲ့အတူကျန်းရွှေကိုဝိုင်းထားပါတယ်အစီကံတွေကသူမရဲ့လက်မောင်းတွေကိုချုပ်ထားစင်မှာလူရင်းရွှန်းကကျန်းရွှေရဲ့လက်ထဲကကြည်တန့်စင်ရီပလင်းကိုဆွဲလုလိုက်ပါတယ်လူရင်းရွှန်းကကြည်တန့်စင်အရီပလင်းကိုမြေကြီးပေါ်ဆောင်းချလိုက်ပါတယ်တံမိုးကြီးလာတဲ့ဝိညာဉ်အရီတွေဟာမြေကြီးပေါ်ဖိတ်ဆင်ပြီးဖုံမုံတွေနဲ့ရောနှောကုန်တယ်ကျန်းရွှေဟာအစီကံတွေလက်ထဲကရုံထွက်ပြီးမြေကြီးပေါ်လဲကျသွားကဆွတ်ဆွတ်နေတဲ့မြေကြီးတွေကိုလိုက်သိမ်းဖို့ကြိုးစားနေခဲ့တယ်ပုံမှန်ဆိုရင်တိမ်မွေလုံးတဲ့သူမဟာအခုတော့ဒေါသထွက်လုံးလို့မျက်ရည်တွေဝိုင်းနေရှာတယ်ရှောင်းဖန်ကတနာစရာကောင်းလာပါပြီဘာလို့သူ့ကိုဒီလိုမျိုးဆက်ဆံရတာလဲကြည်တန့်စင်ရေးတပလင်းလေးအတွက်တောင်ဒီလောက်အထိခက်ခဲအောင်လုပ်နေတာလားကြည်တန့်စင်ရေးဆိုတာငါတို့ကျမ်းမိသားစုပိုင်တဲ့အရာသူ့မှာသာတကယ်မှန်ရှိမယ်ဆိုရင်ကိုယ့်ဘာသာကိုရှာဖွေနိုင်ရမှာပေါ့သူမဟာကျင်းနဲ့အားရတဲ့လက္ခဏာနဲ့ထွက်ခွာသွားပါတယ်ကျန်းရွှေဟာမြေကြီးပေါ်မှာဒူးထောက်ပြီးကိုအပြစ်တင်ရင်ရှိုက်ကြီးတင်ရင်ငိုကြွေးနေခဲ့တယ်အဲ့ဒီချိန်မှာပဲကျွန်တော်သူမနောက်ကိုရှောက်သွားပြီးကြောပြင်လေးကိုအသားရပုတ်ပေးလိုက်ပါတယ်သူမလန့်သွားပြီးကျွန်တော်ကိုလှည့်ကြည့်လိုက်တဲ့အခါပို့ပြီးတော့အာနာသွားပုံရပြီးကျွန်တော်ရင်ခွင်နဲ့တိုးဝင်ကငိုကြွေးပါတော့တယ်တောင်းပန်ပါတယ်ရှောင်းဖန်ငါကတကယ်ကိုအတုံးမကျတာပဲပို့ပြီးဂယုဆိုင်ခဲ့တဲ့နာကျွန်တော်သူမရဲ့ကြောပြင်ကိုအသားရပုတ်ပေးလိုက်တယ်မတုံးမလေးရဲ့မင်းကိုဘလို့ပဲကျေးဇူးတင်ရမလဲတော့မသိတဲ့ဟာမင်းကိုဘလို့လုပ်ပြီးအပြစ်တင်နိုင်မှာလဲဒါပေမဲ့ဒါကနင့်ကိုငါပေးနိုင်တဲ့တခုတည်းသောကြည်တန့်စင်ကြီးဖြစ်ခဲ့တာလေဒီလိုမျိုးစစ်ဆက်ထားသူရှိနေတာကျွန်တော်ဘယ်လောက်တောင်ကန်ကောင်းလိုက်တယ်လဲလူရေးရွှန်းပြောသွားတဲ့စကားတစ်ခုကိုတော့ကျွန်တော်သဘောတူပါတယ်ယောက်ျားတစ်ယောက်ဆိုတာအနိုင်ရဖို့အတွက်မိန်းမတစ်ယောက်ရဲ့အကူအညီကိုပဲအားကိုးမနေသင့်ပါဘူးပြန်ပြီးအနားယူလိုက်ပါတော့ကျွန်တော်တနေ့နဲ့ရှာချမ်းပါမယ်ကျန်းရွှေကခဏလောက်ငြိမ်နေပြီးမှနောက်ဆုံးတော့ခေါင်းညိတ်ပြပါတယ်နင်အတက်နိုင်ဆုံးစူးစမ်းကြည့်ပါရလက်ကဘလို့ပဲဖြစ်ဖြစ်ငါနင့်ကိုအပြစ်တင်မှာမဟုတ်ဘူးအဲ့ဒီနောက်သူမဟာကျန်းဆန်အိမ်ကနေထွက်သွားပြီးဝိညာဉ်စေးဖက်ဝင်အပင်တွေပေါ်များလာတဲ့ရွံငူတောင်တန်းစီကိုဥတီသွားပါတယ်ကျွန်တော်ကိုတယောက်တည်းအကူအညီမဲ့နေတာကိုသူမမကြည့်ရပဲကျွန်တော်အတွက်အစွမ်းကုန်ကူညီပေးချင်နေလုံးပါပဲအဲ့ဒီအချိန်မှာပဲကျွန်တော်လည်းကျန်းဆန်အိမ်ကနေထွက်ပြီးမြို့ပြင်ကတူးတန်စီကိုသွားခဲ့ပါတယ်အဖေရဲ့မိုက်မဲတဲ့သားအဖေစီလာလဲပါတယ်ကျွန်တော်အဖေကူရှိမှဒူးထောက်ပြီးအမွှေးတိုင်တွေနဲ့ဝိညာဉ်ငွေစက်ကူတွေကိုမိရှုပူဇော်ခဲ့တယ်အဖေနဲ့တူရှိခဲ့တဲ့အချိန်တွေကအတွေးထဲမှာပြန်ပေါ်လာတယ်ကျွန်တော်အဖေကစကားနဲ့ပြီးအရက်တောက်ရတာကိုဝါသနာပါတဲ့သူပါသူမူးလာပြီဆိုရင်ကောင်းကင်ကိုလက်ညှိုးထိုးပြီးစိတ်ပြက်လက်ပြက်နဲ့ဆဲဆူတက်လေးရှိတယ်အမှုပြေတဲ့အချိန်မှာတော့လက်မင်းကြီးကိုကြည့်ပြီးမျက်ရည်တွေကျနေတက်ပြန်တယ်အဖေကျွန်တော်မင်္ဂလာဆောင်တော့မယ်ဒါပေမဲ့ကျန်းရွှေနဲ့မဟုတ်ဘူးအဖေပိုတဘောကြတဲ့ကျန်းရွှေနဲ့ပါသူမရဲ့တိမ်မွေးရင်ကြီးတဲ့တဘာဝကကျွန်တော်ဇနီးအဖြစ်ပိုပြီးတင့်တော်တယ်လို့အဖေအမြဲပြောခဲ့တယ်လေကျွန်တော်ပြောလိုက်ပေမဲ့မျက်ရည်တွေကတော့ဝဲနေတော့မှာပဲအဖေသားအသက်ရှိသေးရင်ပါစက်မစီနိုင်အောင်ပြုံးနေမှတေးချတယ်ကျွန်တော်တို့လက်ထပ်ပြီးတာနဲ့သူမကိုအဖေစီခေါ်လာခဲ့ပါမယ်ဒါပေမဲ့အခုတော့အဖေသားကအခက်ခဲလေးကြုံနေလို့အဖေချန်ထားခဲ့တဲ့တစ်တာကိုဖွင့်ဖို့လိုအပ်လာပြီးအဖေကိုအနှောက်အယှက်ပေးမိတဲ့အတွက်တောင်းပန်ပါတယ်အဖေ၃ချိန်တိုင်းဥချပြီးနောက်ကျွန်တော်ပေါက်တူးကိုယူပြီးဂူရှိကမြေကြီးကိုတူးပါတော့တယ်၃ပေလောက်တူးပြီးတဲ့အခါမှာတော့အနက်ရောင်တစ်တာလေးကိုတွေ့လိုက်ရတယ်ကျွန်တော်အဲ့ဒါကိုကောက်ယူလိုက်တဲ့အခါအံ့ဩသွားမိတယ်မြေကြီးထဲမှာ၃နှစ်တောင်မြုပ်ထားတာတောင်မှပိုးမွားတန်ဒါမှမဟုတ်တောကောင်ကိုက်တဲ့တန်ရလုံးဝမရှိပါဘူးဒီတစ်တာကိုယ်တိုင်ကကိုတာမန်ရမဟုတ်ဘူးဆိုတာထင်ရှားနေပါတယ်ကလပ်တစ်တာလေးပွင့်သွားပါတယ်အထဲမှာတော့စိတ်ဆူနေတဲ့ဝိညာဉ်ရည်တွေပါဝင်တဲ့ကြောက်စိမ့်ပလင်းနှစ်ပလင်းရှိနေတယ်အစင်လက်ကြည်တန့်စင်ရည်တွေပဲကျွန်တော်ဝမ်းသာအားရဖြစ်သွားမိတယ်အဖေကကျွန်တော်အတွက်ကြင်ကြံချင်းအရင်မြစ်အချို့ခြံထားခဲ့မယ်ဆိုတာကျွန်တော်သိနေခဲ့တာပဲကျွန်တော်လည်းအဲ့ဒီကြည်တန့်စင်ရည်တွေကိုအမြန်ပဲယူလိုက်ပါတော့တယ်အောက်ခြေမှာစာတစ်စောင်နဲ့ဝါစာချက်တစ်ခုရှိနေပါသေးတယ်တုံရီနေတဲ့လက်တွေနဲ့စာအိတ်ကိုဖောက်လိုက်တယ်ရှောင်းဖန်းမင်းဒီစာကိုဖတ်နေရတဲ့အချိန်မှာဖခင်တေဆုံးသွားတာ3နှစ်လောက်ရှိပြီပေါ့မင်းရဲ့မျိုးစေ့လေးကအညောက်ပေါက်ပြီလားကျမ်းမာရဲ့လားအခုဆိုဘယ်လိုပုံစံလေးဖြစ်နေပြီလဲအဖေရမ်းသိချင်မိတယ်နှမျောစရာကောင်းတာကမင်းကိုမမြင်ရတော့ဘူးအလဲအလက်အဆင်ကြင်ကြံချင်းအရေးနဲ့ပလင်းကတော့မင်းရဲ့လက်ရှိအဆင့်ကိုကြော်ဖြတ်နိုင်ဖို့ခြံထားပေးခဲ့တာပါဒါပေမဲ့အရေးကြီးဆုံးကတော့အောက်မှာရှိတဲ့ဝါစာချက်ပဲအဖေရဲ့ပါရမီကတာမန်ပဲမှုတစ်လုံးလေးလာခဲ့ပေမဲ့အပေါ်ရန်လောက်ပဲနားလည်ခဲ့တယ်ခက်ခဲစွာနဲ့ကျင်းနှစ်ပွင့်အဆင့်ဝိညာဉ်စရာဖြစ်ခဲ့တာပါနာသားလေးကတော့အဖေထက်တာလုံးပြီးမမမရက်တည်နိုင်တဲ့ဝိညာဉ်ဆရာကြီးတယောက်ဖြစ်လာဖို့မျှော်လင့်ပါတယ်ဒါမှလည်းကိုကာကွယ်နိုင်တဲ့အစွမ်းရှိမှာပါနောက်ဆုံးအနေနဲ့ဒီတစ်တာလေးကမင်းအမေခြံထားပေးခဲ့တာသူပြောပူတာကတော့ကျဲငါပွင့်စင်ဝိညာဉ်ဆရာဖြစ်လာတဲ့အခါမှာဒီတစ်တာရဲ့လှုပ်ဝက်အလွှာကိုဖွင့်လို့ရမယ်တဲ့အဲ့ဒီအလွှာကိုမဖွင့်ပေးနိုင်ခဲ့တာကအဖေရဲ့နောက်ဆုံးနောက်တစ်ပါပဲတကယ်လို့တနေ့မှမင်းဖွင့်နိုင်ခဲ့ရင်အထဲမှာဘာရှိလဲဆိုတာကိုစက်ကူလေးမိရှုပ်ပြီးအဖေကိုအတိပေးဖို့မမေ့နဲ့ဦးစူးစမ်းပါငါသားမင်းရဲ့ဘဝမှာအခက်အခဲတွေအများကြီးရှိလိမ့်မယ်ဘယ်အချိန်ဖြစ်အရှုံးမပေးပါနဲ့ဟုတ်ပြီလားမျက်ရည်စက်တွေကစာလာပေါ်ကိုတစ်ဆက်ချင်းစီကျလာတယ်အဖေကကျွန်တော်ရှိမှနောက်ဆုံးနှုတ်ဆက်စကားပြောနေတယ်လို့ခံစားလိုက်ရတယ်အဖေသားတက်ရှင်ဖို့အစွမ်းကုန်စူးစမ်းပါမယ်ကျင်းတီပေါက်စူးစမ်းပါမယ်အတန်ကြာတော့မျက်ရည်တွေကိုတုပ်ပြီးစာလွာကိုတိတိကျကျပြန်သိမ်းလိုက်တယ်အဖေကကျင်းနှစ်ပွင့်အဆင့်ဝိညာဉ်ဆရာတယောက်ဖြစ်ခဲ့တာပဲဝိညာဉ်ဆရာဆိုတာဒီလောကမှာအမြင့်မြတ်ဆုံးအသက်မွေးဝမ်းကြောင်းပဲဒုတိယမရှိဘူးသူတို့မှာတာမန်ထက်တာလုံးနဲ့ဝိညာဉ်စွမ်းအားတွေရှိပြီးစမ်းကြယ်လာတဲ့ဝိညာဉ်အစွမ်းတွေကိုအသုံးချနိုင်ကြတယ်ဒါအပြင်ကျင့်ကြံသူတွေတုံးတဲ့နက်ဆေးလုံးတွေကိုလည်းဖော်ဆက်နိုင်တယ်ကုကျိုးမျိုးကချင်းမိသားစုဟာပထမဆုံးစေးဖော်ဆက်တဲ့မိသားစုကြီးဖြစ်လာရတာကလည်းမိသားစုအလိုက်ဆက်ခံလာတဲ့ယန္တနာတစ်ခုကြောင့်ပဲအဲ့ဒီယန္တနာကဝိညာဉ်စွမ်းအားကိုခဏတာမြင့်တင်ပေးနိုင်တယ်မြင့်တင်ပြီးရင်တော့ဝိညာဉ်ဆရာအလုပ်တဲ့အဆင့်လောက်ရှိသွားတာပေါ့ဒါတောင်မှချင်းမိသားစုဟာတစ်မျိုးလုံးမှာဘရင်တဆူလိုပိုကြနေတာဝါစာချက်ကိုဖွင့်ကြည့်လိုက်တော့အထဲမှာထူဆန်းပြီးကောက်ကွေ့နေတဲ့စာလုံးတွေရှိနေတယ်ကြည်နေရင်းနဲ့ခေါင်းတွေမူးနောက်လာတယ်ထိုက်ရီဝိညာဉ်အတက်အပိုင်းရေးသားသူကျေရှိပွင့်အဆင့်ဝိညာဉ်ဆရာကြီးရှောင်းယောင်းဝိညာဉ်စွမ်းအားကောင်းသူများသာစာလုံးများကိုခွဲခြားမြင်နိုင်သည်အခြားသူများဖတ်ရှုပါကအနည်းငယ်ဆိုရင်ပြင်းထန်စွာခေါင်းကိုက်ခြင်းပြင်းထန်ရင်ဝိညာဉ်ပျက်စီးခြင်းများဖြစ်နိုင်တဲ့ဖြင့်တတိထားခြင်းကြံရန်ကျွန်တော်ခွဲခြားမြင်နိုင်တယ်ဆိုတော့ကျွန်တော်ဝိညာဉ်ကတာမန်ထက်တာပြီးဝိညာဉ်ဆရာဖြစ်ဖို့အရေးချင်းရှိတယ်ဆိုတဲ့သဘောပဲတင်းချိုင်းရှိမှတင်းပြင်းခွေထိုင်ပြီးဖတ်ထားတာတွေကိုအေးအေးဆေးဆေးပြန်တွေးနေလိုက်တယ်။နိုင်ဝက်လောက်တွင်းမှာပဲမျက်လုံးတွေပွင့်လာတဲ့အဖေသားဝိညာဉ်စွမ်းအားကိုအသုံးချတဲ့နည်းလမ်းတချို့ကိုတက်မြောက်သွားပြီးခြင်းနဲ့
အလဲလက်အဆင့်ကြင်ကြံချင်းအရေးတပလင်းကိုတောက်လိုက်ပြီးနောက်တပလင်းကိုရင်ဘတ်ထဲထည့်ထားလိုက်တယ်မကြခင်မှာပဲခန္ဓာကိုယ်တစ်ခုလုံးတုန်ခါသွားပြီးကြင်ကြံချင်းအဆင့်3ကိုတက်လန်းနိုင်ခဲ့ပြီးတင်းချိုင်းရှိကကျင်းကိုပြန်ပို့လိုက်ပြီးအဖေရဲ့အုပ်ကူကိုဥချနှုတ်ဆက်ကမြို့ထဲကိုပြန်လာခဲ့တယ်